Genius တယောက်လိုညံကောင်းလုံးနဲ့ចောင်းသားများစာကြက်တာတခုတည်းမှာထူးချွန်ယုံနေမကပဲဘဝရဲ့လက်တွေ့ပြဿနာတွေကိုဖြေရှင်းရမှာညံကောင်းလုံးပြီးစဉ်းစားတွေးခေါ်ပုံချင်းကွဲပြားတဲ့ចောင်းသားတွေအကြောင်းကိုပြည်သက်ကြီးကြားဘူးမှာပါအတန်းထဲမှာပြင်းလာတဲ့အခါចောင်းတောင်နီးလန်းတွေနဲ့အချိန်ကုန်ဆုံးတတ်တဲ့ပုံစံမျိုးကနေငွေကြေးကြက်တဲချိန်မှာညံနေညံတဲ့တွေနဲ့ဖြေရှင်းတတ်တဲ့ထူးထူးဆန်းဆန်းလူငယ်တွေရဲ့ပုံစံတွေကတော့တကယ်ကိုအံ့ဩစရာပါပဲရိုးရပုံစံဟောင်းတွေတိုင်းမတွေ့ပဲတာမန်လူတွေမစင်စားမိတဲ့ထူးခြားတဲ့နီလန်းတွေကိုသူတို့ကဖန်တီးတတ်ကြပါတယ်ဒါဆိုရင်ဒီလိုလူငယ်တွေရဲ့စဉ်းစားတဲ့ပုံစံကဘယ်လိုမျိုးလဲဘယ်လိုအပြုတ်မှုလေးတွေကအတူယူဖို့ကောင်းနေတာလဲစတဲ့အကြောင်းအရာလေးတွေကိုသိကျင်တယ်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိလေးလာကြည့်အောင်ဗျနံပါတ်၄ခိုးအိတ်တက်တဲ့ចောင်းသားအတန်းထဲမှာအရန်အိတ်ငိုက်လာပေမဲ့ဆရာစုမှာဆိုးလို့ဒါမှမဟုတ်အဆက်ကွဲမှာဆိုးလို့အိတ်မရပဲဒုက္ခရောက်ဘူးကြတဲ့အဖြစ်ပြက်မျိုးကိုចောင်းသားတိုင်းကြုံမှုကြမှာပါဖြူရောင်တီရှပ်ဝတ်ထားတဲ့ចောင်းသားတစ်ယောက်ကတော့ရှေ့ကနေကြည့်လိုက်ရင်စာကိုအာယုံစိုက်နေပုံပေါ်ပေမဲ့ဘေးဘက်ကနေချောင်းကြည့်လိုက်ရင်တော့ပုံစံတစ်မျိုးနဲ့အိပ်ပျော်နေတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့လိုအတန်းထဲမှာမျက်နှာဖုံးစက်ကူပေါ်မှာမျက်လုံးပုံဆွဲပြီးတိတ်တိတ်ဆိတ်အိပ်ဆက်ခဲ့တဲ့လူငယ်ဟာသူ့ကိုအတူယူပြီးလိုက်လုပ်ကြတဲ့အတန်းပေါ်ចောင်းသားတွေတောင်ရှိခဲ့ဘူးပါတယ်ဒီလိုမျိုးစာသင်ခန်းထဲမှာခိုးအိပ်ဖူးတဲ့အမတ်တရကចောင်းသားတိုင်းလိုလိုလှုပ်ဖူးကြတဲ့အလေးထားတစ်ခုဖြစ်ပါတယ်ဗျနံပါတ်3ညံကောင်းလွန်းတဲ့ចောင်းသူကောလိပ်ចောင်းသားအများစုဟာငွေကြေးကြက်တဲကြပြီးចောင်းလာကားတွေအပြင်အချိန်ပြည့်အလုံးနဲ့မအားမလက်ဖြစ်နေကြတာကြောင့်ငွေစုဖို့အတွက်နီလန်အမျိုးမျိုးကိုစဉ်းစားတတ်ကြပါတယ်။ကျောင်းဝင်းထဲကအခမဲ့ကော်ဖီဆက်မှာကော်ဖီအတွက်နိုးစမ်းဖို့ဆိုပြီးနိုးအမျိုးအစားအမျိုးမျိုးကိုအကန့်အသတ်မရှိအခမဲ့ယူလို့ရအောင်လုပ်ပေးထားတာကိုကျောင်းသူတယောက်ကညံကောင်းကောင်းနဲ့အသုံးချခဲ့ပါတယ်။သူမဟာတာမန်ကော်ဖီခွက်ထဲမှာထည့်တာမျိုးမဟုတ်ပဲနိုးဘူးခွန်အကြီးကြီးနဲ့ပါလာဖြည့်သွားတာပါ။တကယ်လို့ဒါအဲ့ဒီနိုးတွေကိုနေ့စဉ်စားတောက်ဖို့အတွက်အသုံးပြုမယ်ဆိုရင်သူမအတွက်တော့ကုန်ကြစိတ်အတိုင်းတာတစ်ခုထိချွေတာနိုင်မှာဖြစ်ပါတယ်။နံပါတ်2အတန်းထဲမှာဖုန်းခိုးသုံးသူလောက်ခွင်တဲ့ကျောင်းတွေမှာဖုန်းသုံးလို့မရတဲ့အချိန်တွေမှာတော့ခိုးပြီးဖုန်းသုံးကျင်ကြတဲ့လူတွေအတွက်ဂျပန်ကျောင်းသားတစ်ယောက်ကတော့တကယ်ကိုအံ့ဩစရာကောင်းတဲ့လှုပ်ဝက်ချက်နီလန်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်အပေါ်ကနေကြည့်လိုက်ရင်စာကြက်နေတဲ့ပုံစံပေါက်နေပေမဲ့တပွဲအောက်ဘက်ကိုလှမ်းကြည့်လိုက်ရင်တော့ဂျာကင်လက်ကိုအသုံးချပြီးဖုန်းကိုခိုးသုံးနေတဲ့သူ့ရဲ့လက်ချက်ကိုတွေ့ရမှာဖြစ်ပါတယ်လက်ကိုစပွဲပေါ်မှာနှစ်ဖက်လုံးတင်ထားဟန်ဖန်တီးထားပြီးအင်ကြီးလက်ကြားထဲကနေဖုန်းကိုတိမ်မွေ့စွာထိန်းချုပ်အသုံးပြုနေတာကတော့တကယ်ကိုညံကောင်းလုံးတဲ့လှုပ်ဝက်ချက်တစ်ခုဖြစ်ပါတယ်နံပါတ်1ကျောင်းကနေပတ်စံရှာတဲ့ကျောင်းသားငွေကြေးကြက်တဲ့ကောလိပ်ကျောင်းသားတွေအတွက်ငွေစုဖို့တဲ့ပိုကောင်းတဲ့နီလန်းကတော့ပတ်စံရှာဖို့ဖြစ်ပါတယ်ကောလိပ်ဆောင်တွေမှာဘီယာဘူးခွန်တွေအနှံ့ပြားပြန့်နှံ့နေတတ်တာကိုအခွင့်ကောင်းယူပြီးကျောင်းသားတစ်ယောက်ကသူ့ခြံဝင်းထဲကိုဘီယာဘူးတွေလာပစ်ကြဖို့စိုင်းပုတ်တောင်ရေးသားခဲ့ပါတယ်သူဟာအဲ့လိုလာပစ်တဲ့ဘူးခွန်တွေကိုစုဆောင်းပြီးပြန်လဲတန်းစင်တဲ့စက်ရုံကိုတွားရောက်ရောင်းချကအလွယ်တကူငွေရှာခဲ့တာဖြစ်ပါတယ်အသက်9နှစ်အရွယ်ကလေးငယ်တဦးတောင်မှပြန်လဲတန်းစင်ရောင်းချခြင်းဖြင့်ဒေါ်လာ21,000ထိရှာဖွေနိုင်ခဲ့တာကြောင့်ငွေကြေးခက်ခဲရှိတဲ့ကျောင်းသားတွေအတွက်ဒါဟာအရန်ကောင်းတဲ့အတွေးတစ်ခုပဲဖြစ်ပါတယ်ဗျနောက်နေ့တွေမှာလည်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လက်မလွတ်တမ်းကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်နေပြည်တော် channel လေးကို follow လုပ်ထားလိုက်ပါ